YouTube application ကိုဖွင့်လိုက်တာနဲ့အရင်ဆုံး YouTube short တွေကိုမြင်ရတတ်ပါတယ်။ဒါတွေလည်းမကပါဘူး။ဘာပဲရှာအရင်ဆုံးက YouTube short တွေကိုပြလေးရှိပါတယ်။ဗီဒီယိုတစ်ပုဒ်ကိုကြည့်မယ်ဆိုရင်အဲ့ဒီဗီဒီယိုရဲ့အောက်မှာ YouTube short တွေပြပါတယ်။အဓိကပြောချင်တာ YouTube က short ဗီဒီယိုကိုပို့ပြီးတော့ဦးစားပေးနေတာကိုတွေ့ရပါတယ်။သူများတွေ short ဗီဒီယိုတွေတင်တိုင်း viewer တွေကောင်းရပါတယ်။ဒါပေမဲ့ကျွန်တော်တို့တင်တိုင်း viewer တွေမရသလို trending ထဲလည်းမရောက်ပါဘူး။ဒီလိုမျိုး short ဗီဒီယိုတင်တိုင်း viewer လည်းကောင်းရမယ် trending ထဲလဲရောက်မယ်ဆိုတဲ့နီးလန်းလေးကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြမှာဖြစ်ပါတယ်ပထမဆုံး YouTube ထဲဝင်ပါမယ် YouTube ထဲရောက်ပြီဆိုရင်ကျွန်တော်တို့ search box ထဲကိုတွားလိုက်ပါမယ် search box ထဲမှာကျွန်တော်တို့ trending short ဆိုပြီးတော့ရိုက်ချလိုက်ပါမယ်ရိုက်ချလိုက်ရင်ဒီမှာ YouTube short တွေအများကြီးတွေ့နေရမှာဖြစ်ပါတယ်ပေါ့နော် viewer တွေများတဲ့ဟာကိုရွေးပြီးတော့ audio ကိုတောင်းရမှာပါဒါမှကိုယ့်ရဲ့ short video က trending ထဲရောက်သွားမှာဖြစ်ပါတယ်ဘယ်လိုတောင်းရမှာလဲဆိုတာကိုပြောပြပေးပါမယ်ပထမဦးဆုံး viewer များတဲ့ဗီဒီယိုကိုကြည့်ပါပြီးတော့ကိုယ့်ရဲ့ဗီဒီယိုနဲ့ကိုက်ညီမှုရှိအောင်လဲရွေးပါဥပမာအနေနဲ့ကျွန်တော်ဒီဗီဒီယိုကိုရွေးလိုက်ပါမယ်ရွေးပြီးဒီဗီဒီယိုကိုဒီလိုမျိုးရက်လိုက်ပေါ့နော်ဒီအောက်ဆုံးကရှိတဲ့ audio file ကိုတစ်ချက်နှိပ်ပါမယ်ဒါဆိုရင်ဒီမှာ use this sound ဆိုတာလေးကိုတစ်ချက်နှိပ်ပါမယ်ပြီးသွားရင်အကိုနှိပ်ပါမယ်ပြီးရင်ကိုတင်မဲ့ဗီဒီယိုကိုရွေးလိုက်ပါ next ကိုနှိပ်လိုက်ရင်ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်အဲ့ဒါပြီးရင်အောက်ဆုံးကဒုံးကိုနှိပ်ပါမယ်နှိပ်ပြီးကျွန်တော် process လုပ်နေတာဖြစ်ပါတယ်ပေါ့နော်လုပ်ပြီးဒီနေရာရောက်သွားမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ပြင်ဆက်ရှိရင်တစ်ခါတည်းပြင်မှာဖြစ်ပါတယ်ပေါ့နော်။ဘာပြင်ရမလဲဆိုရင်ကျွန်တော်တို့ဒီ opposite မှာရှိတဲ့ဒီမှာ adjust ကိုတစ်ချက်နှိပ်ပါမယ်။အဲ့တော့ Nogo ရဲ့ audio file ပေါ့နော်။ဒါကကျွန်တော်တို့နောက်ခံသရှင်းတွေထည့်ထားတာပေါ့နော်။ Nogo audio file ကတော့ကျွန်တော်တို့100ထိထားပါမယ်။ဒီအောက်ကကျွန်တော်တို့သရှင်းထည့်ထားတဲ့ဟာကိုကျွန်တော်တို့ဒီမှာနှစ်ဒါမှမဟုတ်3လောက်ပဲထားပါ။ထားပြီးတာနဲ့ကျွန်တော်တို့အမှန်ချစ်လိုက်ပါမယ်။ချစ်ပြီးကျွန်တော်တို့ဒီမှာ touch တွေလည်းထည့်လို့ရမှာဖြစ်ပါတယ်ပေါ့နော်။ဒီမှာ touch တွေလည်းထည့်လို့ရမှာဖြစ်ပါတယ်။ဒီ touch ကိုနှိပ်လိုက်ပါမယ်။ပြီးရင်ဒီမှာရေးလို့ရတယ်ပေါ့နော်ဒီမှာရေးခြင်းရေးလို့ရတယ်ရေးပြီးတော့ဒီမှာအယောင်တွေလည်းပြောင်းလို့ရမှာဖြစ်ပါတယ်ပြီးတော့ font တွေလည်းဒီမှာပြောင်းလို့ရမှာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီမှာ filter ပေါ့နော်ဒီ filter ကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ filter တွေလည်းဒီမှာပြောင်းခြင်းဒီမှာပြောင်းလို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီကောင်ကတော့ auto touch animation ပေါ့နော်ဒီကောင်နှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာဒီကောင်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ automatic ကိုစာတန်းထုတ်ပြီးမှဖြစ်ပါတယ်ပေါ့နော်အဲ့ဒါပြီးရင်ကျွန်တော်တို့အဲ့အောက်ဆုံးဟာလေးကိုတစ်ချက်သွားပါမယ်ဒါလေးကိုတစ်ချက်နှိပ်ပါမယ်နှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာဒီရဲ့ဗီဒီယိုပေါ်မှာကျွန်တော်တို့ပုံတွေလည်းထည့်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာဒီလိုမျိုးပုံတွေထည့်လို့ရမှာဖြစ်ပါတယ်ဒီပုံကို2ချက်3ချက်ထိရင်ဒီမှာအကွက်တွေလည်းဒီမှာပြောင်းသွားမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာတစ်ချက်ထိ2ချက်ထိအဲ့လိုဆိုရင်ကျွန်တော်တို့ shape တွေပြောင်းသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါပြီးတာနဲ့ကျွန်တော်တို့ဒီမှာ switch up to edit ဆိုတာလေးကိုတစ်ချက်နှိပ်ပါမယ်ဒီမျိုးအပေါ်တင်လိုက်တာနဲ့ကျွန်တော်တို့ဒီမှာ edit လုပ်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာစာတွေလည်းပြင်ဒါမှမဟုတ်တစ်ခုခုဒီမှာပြင်ခြင်းလည်းရတယ်ပေါ့နော်ဒါဆိုရင်ဒီမှာဖြတ်ခြင်းလည်းဒီကနေဖြတ်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီအောက်ဆုံးက next ကိုနှိပ်လိုက်ပါမယ်ပြီးရင်ဒီလိုမျိုးစာမျက်နှာပေါ်လာမှာဖြစ်ပါတယ်ဒီနေရာမှာဘာမှမလုပ်ဘဲနဲ့လူတော်တော်များများကဘာလုပ်လိုက်လဲဆိုတော့ဒီ upload short ဆိုတာလေးကိုနှိပ်ပြီးတော့တခါတည်း post တင်လိုက်တာဖြစ်ပါတယ်ဒီလိုမျိုးလုံးဝမလုပ်ပါနဲ့ဒီလိုမျိုးလုပ်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ဗီဒီယိုကများများ view တွေရမှာမဟုတ်ပါဘူးဒါဆိုရင်ဒီနေရာမှာဘာလုပ်ရမလဲဆိုတာလေးကိုပြပြပေးပါမယ်ပထမဦးဆုံးဒီခဲတံလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ပေါ့နော်ဒီခဲတံကိုဒီလိုနှိပ်လိုက်ရင်ဒီနေရာမှာ terminal ထည့်ခိုင်းတာဖြစ်ပါတယ်ပေါ့နော်လူကြီးများတဲ့နေရာပေါ့နော်စိတ်ဝင်စားတဲ့နေရာလေးကိုကျွန်တော်တို့ရွှေ့ပြီးတော့ထားရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာရပြီပေါ့နော်အဲ့ဒီနေရာကိုကျွန်တော်တို့ထားလိုက်မယ်ထားပြီးတာနဲ့ဒီအပေါ်ကအမှန်ချက်ကိုချက်လိုက်ပါမယ်ချက်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာပုံနေပြောင်းသွားတာဖြစ်ပါတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာ caption တွေရေးရမှာပေါ့နော်ဒီ caption ကတော်တော်ရေးကြည့်ပါတယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ဗီဒီယိုနဲ့ live ဖက်အောင်လဲ caption ရေးပြရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့နောက်မှာရွှေတကောင်ဖျားရှိတယ်ပေါ့နော်ကောင်းလေးတယောက်ကိုရက်ပြီးတော့ကိုယ့် body structure လေးကိုပြနေတာပေါ့နော်ဒါဆိုရင်ဒီလိုမျိုးဘယ်လိုရေးရမလဲဆိုတာလေးကိုကိုယ့်ဘက်ကိုနည်းနည်းစဉ်းစားပြီးတော့ရေးတင်တယ်ပေါ့နော်အနည်းဆုံးတော့တစ်ကြောင်းတော့ရေးပြရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီလိုမျိုးရေးလိုက်တာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင် caption ရေးပြီးတာနဲ့နောက်ဆုံးမှာကျွန်တော်တို့ထပ်ပြီးတော့ hashtag တွေထည့်ရမှာဖြစ်ပါတယ်ဒါဆိုရင် keyboard ထဲက hashtag ကိုရိုက်လိုက် hashtag AI ကိုတစ်ချက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့21 million video တွေ YouTube ပေါ်မှာရှိနေတာလို့ပြောတာဖြစ်ပါတယ်ပေါ့နော်3.5 million channel တွေကိုကျွန်တော်တို့ AI hashtag ကိုသုံးထားတာဖြစ်ပါတယ်ပေါ့နော်အဲ့လိုမျိုးပဲဒီမှာ hashtag tutorial က10 million video ကျွန်တော်တို့ YouTube ပေါ်မှာရှိနေတာဆိုတာလေးကိုပြောချင်တာဖြစ်ပါတယ်ပေါ့နော်ပြီးတော့ channel အရာဆိုရင်ကြည့်မယ်ဆိုရင်2 million channel ကဒီ tutorial hashtag ကိုသုံးထားတာဖြစ်ပါတယ်ပေါ့နော်
လီယံတွေအရန်များတဲ့ hashtag တွေကိုကျွန်တော်တို့သုံးမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာ trending hashtag ဆိုတာကကျွန်တော်တို့953 million ဗီဒီယိုတွေ YouTube ပေါ်မှာရှိနေတာလေးပြောတာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီကောင်ကိုကျွန်တော်တို့မဖြစ်မနေသုံးကိုသုံးပြရမှာပေါ့နော်ဒါဆိုရင်ဒါလေးကျွန်တော်တို့ hashtag trending ကိုတစ်ချက်ထည့်လိုက်ပါမယ်ပေါ့နော်ဒါဆိုရင် hashtag trending ထည့်ပြီးပါပြီအနည်းဆုံး hashtag က2ခုလောက်တော့အနည်းဆုံးထည့်ပါအများဆုံးထည့်ခြင်းနဲ့ဆိုရင်3ခုလောက်ထည့်ပေါ့နော်ဒါဆိုရင်နောက်တစ်ခုထပ်ထည့်ပါမယ်ဘာထည့်ရမလဲဆိုရင်ကျွန်တော်တို့နောက်ထပ် hashtag ကိုထပ်နှိပ်ပြီးတာနဲ့ကျွန်တော်တို့ short ဒါဗီဒီယိုအတူမို့လို့ကျွန်တော်တို့ short ကတော့မဖြစ်မနေထည့်ပေးရမှာပေါ့နော်ဒါဆိုရင်ဒီမှာ short ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ 1.4 million မဟုတ်တော့ဘူးပေါ့နော် billion တွေဖြစ်ကုန်ပြီပေါ့နော်ဒါဆိုရင်ဒီကောင်ကအရန်အများဆုံးသုံးထားတဲ့ hashtag ဖြစ်တဲ့အတွက်ကိုဒါကျွန်တော်တို့မဖြစ်မနေ3ကို3ပေးရမှာပေါ့နော်ဒါဆိုရင်ဒါလေးကိုတစ်ချက်ထပ်ထည့်လိုက်ပါမယ်အဲ့ဆိုရင်ထည့်ပြီးသွားပြီဆိုရင်ဒီထိပြီးသွားပြီလားပေါ့နော်ဒါကျွန်တော်တို့ upload လုပ်လို့ရပြီလားဆိုတော့လုံးဝမရသေးပါဘူးဒီလိုမျိုးတွေလည်းထည့်ပြီးတာနဲ့ upload ချက်ချင်းမလုပ်ပါနဲ့ကျွန်တော်တို့ caption တွေထည့်ပြီးသွားပြီပေါ့နော်ဒါ title လို့ခေါ်တာပေါ့နော်ဒါ title တွေထည့်ပြီးသွားပြီထည့်ပြီးတာနဲ့ကျွန်တော်တို့နောက်တစ်ခုထပ်လုပ်ဖို့ရှိပါတယ်ဒီမှာကျွန်တော်တို့ public ရှိတယ်ပေါ့နော်ဒီ public ကိုကျွန်တော်တို့ public မထားဘူးပေါ့နော်ဒီကောင် public ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ unlist တင်သွားမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာ unlist တင်သွားမှာပါဒါဆိုရင်ဒီကောင် unlist ကိုနှိပ်လိုက်ပါမယ်ဒါ unlist ကိုနှိပ်ပြီးကျွန်တော်ဘတ်ပြန်ထွက်လိုက်ပေါ့နော်ဆိုရင်ကျွန်တော်တို့ဒီနေရာမှာ unlist ဖြစ်သွားတာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါပြီးရင်ကျွန်တော်တို့ unlist ကိုလုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ upload short ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့တင်ပေးရမှာပေါ့နော်ဒါကျွန်တော်တို့တင်လိုက်တဲ့ဟာကိုကျွန်တော်တို့လူတိုင်းရှိကိုလုံးဝမရောက်ပါဘူးပေါ့နော်ဆိုရင်နှိပ်လိုက်ပါမယ်နှိပ်လိုက်ရင်ကျွန်တော်တို့ခဏဆောင်ပြရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဒီ file ကိုကျွန်တော်တို့ YouTube ကစစ်ပေးနေတာဖြစ်ပါတယ်ပေါ့နော် public ဆိုတာကိုလုံးဝမလုပ်ရသေးဘူးပေါ့နော်ဒါဆိုရင် public မလုပ်ဘဲနဲ့ကျွန်တော်တို့ unlist လုပ်ပြီးတော့ကျွန်တော်တို့ video တွေတင်ပေးရမှာပေါ့နော်ဒါမှ YouTube ကဒီ video ကစစ်ပြီးတော့တကယ်လို့ copy တိုင်းညှိနေတယ်တခုခုဖြစ်နေတယ်ဆိုရင် तू က error ပြမှာဖြစ်ပါတယ်ပေါ့နော်တကယ်လို့ error မပြဘူးဘာမှမဖြစ်သေးဘူးဆိုရင် तू ပုံမှန်အတိုင်းပဲဒီ video ကဘာမှမပြောဘဲနဲ့ဘာ notification မှမတက်ဘဲနဲ့သူ့ဘာသူဒါလက်ခံသွားမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်အခုကကျွန်တော်တို့ဒီဗီဒီယိုကို YouTube ကလက်ခံသွားတာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီလိုမျိုးပေါ်လာတာဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တို့ဒီမှာ unlist ဆိုတာလေးကိုပြနေတာဖြစ်ပါတယ်ဒီ unlist ပြနေတာဆိုတာလေးကိုကျွန်တော်တို့ public ကိုတွားပြီးတော့ပြောင်းပါမယ် public ပြောင်းဖို့ကျွန်တော်တို့ဒီအပေါ်မှာအဆက်30လက်ရှိတယ်ပေါ့နော်ဒီအဆက်30ကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးတာနဲ့ကျွန်တော်တို့ဒီအောက်မှာကျွန်တော်တို့ edit ဆိုတာရှိတယ်ပေါ့နော်ဒီမှာ edit ကိုနှိပ်ပါမယ်ဒီမှာ edit ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ဂုဏနေရာလေးပြန်ရောက်သွားမှာဖြစ်ပါတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဘာလို့ရမလဲဆိုတာလေးကိုကျွန်တော်အခုပြပြပေးပါမယ်ဒီမှာ add description ဆိုတာရှိတယ်ပေါ့နော်ဒီ add description ကိုကျွန်တော်တို့ဖြည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီမှာ unlist လုပ်ထားတဲ့ဟာကိုကျွန်တော်တို့ပြန်ပြီးတော့ public လုပ်ပေးရမှာဖြစ်ပါတယ်အဲ့ဒါပြီးတာနဲ့ကျွန်တော်တို့နောက်ဆုံးတစ်ခုကတော့ဒီမှာကျွန်တော်တို့ add tag ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ tag တွေပေးမှာဖြစ်ပါတယ်ပေါ့နော်ဆိုရင်ဒီအလုပ်၃ခုကိုကျွန်တော်တစ်ခုချင်းစီပြပြပေးပါမယ်ဒါဆိုရင်ပထမဦးဆုံးကျွန်တော်တို့ add description ကိုတွားပြီးတော့ထည့်ပါမယ်ပထမဦးဆုံးဒီအပေါ်မှာရှိတဲ့ title ကိုကျွန်တော်တို့တွားပြီးတော့ copy ယူပါမယ်ပေါ့နော်ဒီ title ကိုအကောလုံးကိုကျွန်တော်တို့ select all မှတ်လိုက်ပါမယ်မှတ်ပြီးရင်ကျွန်တော်တို့ copy ယူလိုက်ပါမယ်ပေါ့နော် copy ယူပြီးတာနဲ့ကျွန်တော် description နှိပ်ပါမယ်ပြီးရင် description မှာကျွန်တော်တို့ဒီစာကို paste လိုက်ပါမယ် paste ပြီးရင်ကျွန်တော်တို့အောက်နည်းနည်းဆင်းပါမယ်အဲ့ပြီးတာနဲ့ကျွန်တော်တို့ဒီမှာ hashtag ဆိုပြီးရေးပါမယ်ရေးပြီးတာနဲ့ကျွန်တော်တို့ဒီမှာအနည်းဆုံး hashtag က9ခုလောက်ထပ်ထည့်ရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင် view တွေကောင်းကောင်းရတဲ့ hashtag ကိုပဲကျွန်တော်တို့သုံးမှာဖြစ်ပါတယ်ပထမဦးဆုံးဒီဗီဒီယိုက short ဖြစ်နေတဲ့အတွက်ကိုကျွန်တော်တို့ hashtag short ဆိုပြီးတော့အရင်ဆုံးရိုက်ချလိုက်ပါမယ် short နဲ့ပတ်သက်လာတဲ့ hashtag ဒီအများကြီးထွက်လာတာဖြစ်ပါတယ်ပေါ့နော်ကိုယ်နဲ့ကိုက်ညီမှုရှိအောင်ကျွန်တော်တို့ hashtag ဒီသုံးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ပထမဦးဆုံးဒီ hashtag ကိုကျွန်တော်တို့မသုံးရသေးဘူးဆိုရင်ဒီ hashtag ကိုသုံးပါမယ်အဲ့ဒါပြီးတာနဲ့ကျွန်တော်တို့နောက်ထပ်ကျွန်တော်တို့ hashtag ကိုထပ်ရိုက်ပါမယ်ရိုက်ပြီး short ကိုထပ်ရိုက်ပါမယ်ရိုက်ပြီးတာနဲ့ကျွန်တော်တို့ဒီမှာ short မြန်မာဆိုတာရှိတယ်ပေါ့နော်ဒါကိုသုံးခြင်းသုံးပေါ့နော်ဒါလေးမသုံးခြင်းမို့ဆိုရင်ကျွန်တော်တို့ဒီမှာ short viral ရှိတယ်ဒါမှမဟုတ်ဒီမှာ short video တွေရှိတယ်ပေါ့နော်ဒါလေးတွေကိုကျွန်တော်တို့သုံးရမှာဖြစ်ပါတယ်ဒီထက်မှာ viewer တွေများတဲ့ဟာကိုအဓိကသုံးရမှာဖြစ်ပါတယ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့ hashtag ကိုထပ်ထည့်ပါမယ်ထည့်ပြီးတာနဲ့ကျွန်တော်တို့ trending ဆိုပြီးတော့ရိုက်ပါမယ် trending နဲ့ပတ်သက်တဲ့ hashtag တွေဒီမှာကျလာမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီထက်မှာ view တွေများများရှိတဲ့ဟာလေးကိုကျွန်တော်တို့သုံးမှဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ view က trending short ဆိုတာလေးကို view ကအများဆုံးဖြစ်တဲ့အတွက်ကိုဒီဟာကိုသုံးမှဖြစ်ပါတယ်ပြီးတော့ဒီပထမဟာယူကိုကျွန်တော်တို့ကဒီမှာအပေါ်မှာသုံးထားတာမို့လို့ထပ်ပြီးတော့သုံးစရာမလိုဘူးပေါ့နော်ဒီအောက်ဆုံးဟာလေးကို trending short ကိုသုံးမှဖြစ်ပါတယ်ဆိုရင်ဒီကောင်ကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီလိုမျိုးတွေပဲ hashtag တွေကိုကျွန်တော်တို့ view တွေများများရှိတဲ့ဟာကိုကိုယ့်ဘက်ကိုရွေးပြီးတော့5ခုလောက်ထည့်လို့ရမှာဖြစ်ပါတယ်ပေါ့နော် hashtag ဒီထည့်ပြီးဆိုရင်ကျွန်တော်ဒီဘက်ကိုထွက်လိုက်ပါမယ်
ဘတ်ထွက်ပြီးွားရင်ပထမဦးဆုံးကျွန်တော်တို့ဒီမှာ description နဲ့ဖြည့်ပြီးွားပြီပေါ့နော်ဆိုရင်ဒုတိယမှာကျွန်တော်တို့ဒီမှာ analyst ကိုကျွန်တော်တို့ public ကိုတွားလုပ်ပါမယ်ဒါဆိုရင်ဒီ analyst ကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးကျွန်တော်တို့ public ကိုရွေးပြီးရင်ပတ်ပြန်ထွက်လိုက်ပါမယ်ထွက်ပြီးတာနဲ့ကျွန်တော်တို့နောက်ဆုံးတစ်ခုကြံသေးပါတယ်အဲနောက်ဆုံးဟာလေးကိုကျွန်တော်တို့ဒီမှာကျွန်တော်တို့ attach ကိုတစ်ချက်နှိပ်ပါမယ်ပေါ့နော်ဒီမှာနှိပ်လိုက်နှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာစာရေးလို့ရမှာဖြစ်ပါတယ်ပေါ့နော်ဘာရေးရမလဲဆိုရင်ကိုယ့်ရဲ့ video က short ဖြစ်နေတဲ့အတွက်ကို short ကမဖြစ်မတင်ထည့်ကိုထည့်ပြီးပါအဲ့ဒါပြီးရင်ကျွန်တော်တို့အောက်က enter ဆိုတာလေးကိုတစ်ချက်ထောက်လိုက်ရင်ဒီလိုမျိုးစာဖြစ်သွားမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်နောက်တစ်ခုထည့်ပါမယ် training ကိုဒါမဖြစ်မနေထည့်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ short လည်းထည့်ပြီးပြီ training လည်းထည့်ပြီးပြီဒါဆိုရင်ကျွန်တော်တို့ training short ဆိုပြီးတော့တစ်ခါလေးရိုက်ထည့်ပါမယ်အဲ့လိုမျိုးဒီလည်းထည့်လို့ရမှာဖြစ်ပါတယ်ဒီမှာထည့်လိုက်ပါပြီးတော့ဒီနေရာမှာတစ်ခုပြောချင်တာကအခုအပေါ်မှာကျွန်တော်တို့ short လေးထည့်ပြီးပြီဆိုရင်နောက်က short ကိုထည့်လို့မရပါဘူးပေါ့နော်တကယ်လို့အဲ့လိုထည့်မိတယ်ဆိုရင်လုံးဝဒီ YouTube ကပေးမှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာ short နှစ်ခုထည့်နေတာမို့လို့ကျွန်တော်တို့ဒီလိုမျိုးစာတန်းလေးပြနေတာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်တစ်ခုကိုဖြတ်လိုက်ပါဖြတ်ပြီးရင်ကျွန်တော်တို့ဒီမှာနောက်ထပ်ထည့်ပါမယ်ဒါဆိုရင် short video ဆိုပြီးတော့ထည့်ပါမယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာရပြီပေါ့နော်ပြီးတာနဲ့ဒါကျွန်တော်တို့ YouTube short ကိုကျွန်တော်တေချာကကနာနာတင်ထားတာဖြစ်ပါတယ်ပြီးတော့ဒီနေရာမှာတစ်ခုပြောချင်တာက YouTube short ကိုတင်မယ်ဆိုရင်အချိန်တစ်ခုကတော့အတိအကျသတ်မှတ်ဖို့လိုပါတယ်ပေါ့နော်ဥပမာညနေ4နာရီအတိအကျတင်မယ်ဆိုရင်နေ့တိုင်းပေါ့နော်ညနေ4နာရီမဖြစ်မနေတပုတ်ကိုရအောင်တင်ပါဒါမှကိုယ့်ရဲ့အကောင့်ကကျွန်တော်တို့လူတော်တော်များများစီကိုရောက်သွားမှာဖြစ်ပါတယ်ပြီးတော့ short video တင်နေဆိုတာကအမြဲတမ်း active ဖြစ်ဖို့လိုတယ်ပေါ့နော်တရက်တပုတ်ကိုအနည်းဆုံးတင်ပါဒါမှမဟုတ်တရက်ကိုနှစ်ပုတ်လည်းတင်လို့ရပါတယ်အဲ့ဒါပြီးတာနဲ့ကျွန်တော်တို့ဒါဆိုရင် YouTube short တွေကိုကျွန်တော်တို့ဂကနနာ setting တွေချိန်တင်တဲ့ဟာတွေထည့်တင်တဲ့ဟာတွေစာရီရေးတင်တဲ့ဟာတွေအကုန်ရေးပြီးွားပြီးရေးပြီးဆိုရင်ကျွန်တော်တို့ public ကိုသွားလုပ်လိုက်ပါမယ်ဒါဆိုရင် public လုပ်ဖို့ကျွန်တော်တို့အပေါ်ကဒီ save ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ YouTube ပေါ်မှာ short video auto တင်သွားမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ save ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ YouTube ပေါ်မှာ short video တင်နိုင်ပြီဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ရအောင်